နေ့လယ်ရောက်ချိန်မှာတော့ချိုတရွှန်ဟာပခုံးပေါ်မှာပေါက်ပြားထမ်းပြီးအိမ်ကိုပြန်ရောက်လာတဲ့ပြုပြင်ပြီးသွားတဲ့အိမ်ဝင်းကိုကြည့်ရင်တကားဝါမှာအတော်ကြာရက်နေခဲ့တယ်ပြီးတော့တုံနီတို့ကိုတိတ်တဆိတ်စိုက်ကြည့်နေတဲ့နောက်ဆုံးတော့သူ့အကြည့်တွေကပေါင်းပင်ဆိုးတွေနှုတ်နေတဲ့ကျမစီရောက်လာတယ်သူဘာမှမပြောဘဲမိဖို့ချောင်းထဲဝင်သွားခဲ့တယ်ခဏအကြာမှာတော့ယာကူးခွက်နှစ်ခွက်ကင်ပြီးပြန်ထွက်လာတယ်ခွက်တစ်ခွက်ကိုကျမစီကန်ပေးပြီးသူကတစ်ခွက်ယူထားတယ်ပင်ပန်းသွားပြီဆိုတဲ့စကားသုံးခွန်းပဲပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီစကားလေးကကျမကိုနှွေးထွေးစေခဲ့တယ်သူ့ကိုကြည့်ရင်ဒီလူဟာစကားမပြောတတ်ရုံသာဖြစ်ပြီးစိတ်မဆိုးတဲ့သူလို့ထင်မိတယ်ဘဝကဘလို့ပဲခက်ခဲနေပါစေဆက်ရှင်တန်ရမှာပဲဒီအိမ်ကိုရောက်လာပြီဆိုတော့ဒီမှာပဲနေတော့မယ်လို့ဆုံးဖြတ်လိုက်တယ်ကျမနာမည်ကရှန်ရှောင်းမန်ပါကံမကောင်းမှုတွေကြုံခဲ့ရပေမဲ့စိတ်တက်မကြတဲ့သူတစ်ယောက်ဖြစ်တယ်ဘယ်နေရာရောက်ရောက်ကိုအားကိုပြီးရှင်တန်နိုင်မယ်လို့ယုံကြည်ထားတယ်နောက်ပိုင်းရက်တွေမှာတော့ချိုမီသားစုရဲ့အိမ်တဝိုက်ကိုအသေးစိတ်လေ့လာခဲ့တယ်အိမ်မကြီး၃ခန်းရှိပြီးအလယ်မှာမီးဖိုချောင်ရှိတယ်အရှိတ်ဘက်မှာရောက်ခမနဲ့ရှောင်းခွေတို့နေကြတယ်အနောက်ဘက်ကအခန်းသေးလေးကတော့ကျမနဲ့ချိုတရွှန်တို့အခန်းပဲမိသားစုမှာစပားဆိုင်လေ3ဧကနဲ့6တွေ့မြေ1ဧကရှိတယ်အဲ့ဒီမြေတွေမှာစပားနဲ့တီးနှံမျိုးစုံစိုက်ပျိုးကြတယ်ရောက်ခမကတော့လွန်ခဲ့တဲ့နှစ်များစွာကခြေထောက်တန်ရာရခဲ့တယ်စေကူကိုပတ်စံမရှိလို့အချိန်မီမကုနိုင်ခဲ့ပဲအမြဲတမ်းမတန်မဆွမ်းဖြစ်သွားခဲ့တယ်လက်တော့မပါပဲလမ်းမလျှောက်နိုင်တော့ဘူးချိုတရွှန်ကလေလုံးယုံသားမကရွာထဲမှာအထုပ်ပိုးထမ်းတဲ့အလုပ်တွေလည်းလုပ်ပြီးဝင်ငွေရှာတယ်သူ့ညီလေးမင်းရှိုးကတော့ရွာကစာတင်ကျောင်းမှာပညာသင်နေတဲ့လစဉ်ကျောင်းကြီးငွေ800ပေးရတာကြောင့်အဲ့ဒါဟာမိသားစုရဲ့အကြီးဆုံးအသုံးစရိတ်ဖြစ်နေတဲ့ရှောင်းခွေကငယ်သေးလို့အလုပ်များများမကူနိုင်ပေမဲ့လက်မှုပညာမှာတော်တယ်သူကဝါချမ်းတွေနဲ့ပစ္စည်းလှလှလေးတွေရက်လုတ်တတ်တယ်တနေ့တော့ရောက်ခမရဲ့ခြေထောက်ဟာမိုးရွာမဲ့ရက်တွေမှာပိုနာတက်တာသတိထားမိခဲ့တယ်နာကျင်လွန်းလို့နဖူးမှာချွေးတွေထွက်လာပေမဲ့ဘာမှမငြင်းညူဘူးအဲ့ဒါကိုမြင်ပြီးနောက်တနေ့မှာကျမတောင်ပေါ်တက်သွားခဲ့တယ်တောင်ဆောင်တစ်လျှောက်ဆေးဖက်ဝင်အပင်တွေရှာဖွေရင်းမကွေးပင်နဲ့တောဆေးပင်တချို့စုဆောင်းလာခဲ့တယ်ကျမအမေတက်ရှင်တုန်းကခန္ဓာကိုယ်အားနည်းလို့ဆေးမီးတို့တွေအမြဲသုံးရတယ်အဲ့ဒီတုန်းကအခြေခံဆေးပညာတချို့ကိုလည်းသင်ယူခဲ့ရတယ်အဲ့ဒီညမှာတော့ရင်နွေးအိုးကြီးတဲ့မကွေးပင်တွေထည့်ပြုတ်လိုက်တယ်ပြီးတော့ရောက်ခမစီယူသွားပြီးဒီရည်တဲ့ခြေထောက်စိန်လိုက်ပါအေးတက်ထုတ်ပေးပြီးသွေးလေပတ်မှုကောင်းစေလိမ့်မယ်လို့ပြောလိုက်တယ်ရောက်ခမကတန်တရားနဲ့ကြည့်နေပေမဲ့နောက်ဆုံးမှာစမ်းကြည့်ဖို့သဘောတူလိုက်တယ်သူ့ပဲခြေထောက်ကညာဘက်ထက်ပိုသေးနေပြီးဒူးပေါ်မှာလည်းအမာယုတ်ကြီးတစ်ခုရှိနေတယ်ကျမကတေချာဂယုစိုက်ပြီးရေထဲထည့်ပေးလိုက်တယ်ခဏကြာတော့သူ့မျက်နှာပေါ်မှာတက်တာရတဲ့အရေးအယောင်ပေါ်လာတယ်တက်တာလိုက်တာလို့သူတိုးတိုးလေးပြောလိုက်တယ်အဲ့ဒါဟာကျမကိုနူးညံ့တဲ့အကြည့်နဲ့ပထမဆုံးကြည့်ခဲ့တဲ့အချိန်ပဲအဲ့ဒီနေ့ကစပြီးညတိုင်းခြေထောက်စိန်ကြီးပြင်ပေးခဲ့တဲ့ဒူးကိုလည်းစားပူပူထုတ်ပြီးကပ်ပေးခဲ့တယ်9ရက်10ရက်လောက်ကြာလာတဲ့အခါရောက်ခမရဲ့နာကျင်မှုတိတိတတ်တာလျော့နေလာတယ်စကားသိမ့်မပြောပေမဲ့ကျမကိုပေးတဲ့စွန်ပလုံသီးကတစ်လုံးကနေနှလုံးဖြစ်လာခဲ့တယ်ချိုတရွှန်ကတော့စကားနေနေသေးပဲဒါပေမဲ့သူ့ရဲ့ကောင်းမွန်တဲ့စိတ်ကိုတဖြည်းဖြည်းမြင်လာရတယ်မနဲ့မိုးမလင်းခင်ထားပြီးလဲစင်းတယ်ပင်ပန်းတယ်လို့ဘယ်တော့မှမငြင်းညူဘူးရွာကပြန်လာတိုင်းစားထုတ်လေးအချီလေးတွေဝယ်လာပြီးမိဖို့ကြောင်စားပွဲပေါ်တိတ်တဆိတ်ထားခဲ့တယ်တခါတော့မိုးကြီးရွာနေတဲ့အချိန်သူရေဆိုရွှဲပြီးပြန်ရောက်လာတယ်ဒါပေမဲ့သူ့အဝတ်တွေမလဲသေးပဲကျိုးပေါ်ကအဝတ်တွေကိုအရင်သိမ်းလိုက်တယ်သပင်ကို6တွေ့တဲ့အဝတ်နဲ့တုံနေချိန်နရွက်တွေညီရဲနေခဲ့ပေမဲ့မျက်နှာကတော့အမြဲလိုလိုတည်တင်းနေသေးပဲစကားလေးတော့ပြောပါဦးလို့ကျမစိတ်မရှိစွာပြောလိုက်တယ်အမြဲတမ်းတိတ်နေတာကကျမကိုမကြိုက်တယ်လို့ဖြစ်နေတယ်လို့ပြောတော့သူကောင်းကုန်သွားတဲ့အတော်ကြာမှမကြိုက်တာမဟုတ်ပါဘူးလို့ပြန်ဖြေတယ်သူနဲ့စကားပြောရတာတစ်တုံးတစ်တုံးနဲ့ညင်းခုန်ရတယ်လို့ပဲဒါပေမဲ့အဲ့ဒီနေ့ကစပြီးသူအိတ်ရချမ်းပေါ်မအိတ်တော့ပဲကျမနဲ့တစ်ဖက်စီခွဲအိတ်လာခဲ့တယ်နှစ်ပတ်လောက်ကြာပြီးနောက်မှာတော့မင်းရှိုးနဲ့ပထမဆုံးတွေ့ဆုံခဲ့တယ်။ကျောင်းပိတ်ရက်မှာစာအုပ်တက်တာထမ်းပြီးအိမ်ပြန်လာခဲ့တာပဲသူကပိန်ပိန်ပါးပါးနဲ့ရင်ကျေးတိမ်မွေးတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ချိုတရွှန်လိုအရင်မြင့်မြင့်မဟုတ်တာကြောင့်ညီကိုမှန်းတောင်မထင်ရဘူး။ကျမကသူ့အတွက်ခောက်ဆွဲပြုတ်ပေးလိုက်တော့စာလောင်နေတဲ့သူကရေးရတစ်စက်မကြံအောင်စားတောက်လိုက်တယ်။ရှောင်းခွေကကြည့်ရင်အကိုကဘာလို့ဒီလောက်ပိန်နေရတာလဲလို့မေးတယ်။မင်းရှိုးကကျောင်းမှာစားတောက်ရေးခက်ခဲပြီးစာလေးလာရတာများလို့အချိန်မရကြောင်းပြောတယ်။ကျမသိလိုက်တယ်။ဒီကောင်လေးဟာမိသားစုဝင်ထုတ်ဝင်ဖို့မဖြစ်ချင်လို့အစားအသောက်ကိုချွေတာနေတာပဲဒီလိုနားလေတက်တဲ့ကလေးကိုကြည့်ပြီးတနာမိတယ်။ညစာစားချိန်မှာတော့ကျမကကိတ်မုံနှစ်ခုဖုတ်ပြီးချင်းဖက်ဟင်းသီးဟင်းရွက်လေးတွေထုတ်ပိုးထားတဲ့အထုပ်သေးတစ်ထုပ်လည်းပြင်ဆင်ထားခဲ့တယ်မင်းရှိုးမသိအောင်သူ့စာအုပ်တစ်တာတဲ့တိတ်တဆိတ်ထည့်ပေးလိုက်တဲ့နောက်နေ့ပြန်ထွက်ခါနီးမှာတော့သူအဲ့ဒီအထုပ်ကိုတွေ့သွားခဲ့တယ်အိမ်ဝင်းတကားဝမှာအတော်ကြာရက်နေပြီးကျမဘက်ကိုလှည့်ကလေးလေးနက်နက်ဦးညွတ်အယိုသေးပြုတ်လိုက်တယ်ကျေးဇူးအများကြီးတင်ပါတယ်အမလို့ပြောလိုက်တဲ့အချိန်မှာကျမကလက်ဝဲရမ်းပြီးမြ мян သွားခိုင်းလိုက်တယ်ဒီမိသားစုကတယောက်ထက်တယောက်ပိုပြီးရှက်တက်ကြတာပဲလို့တွေးမိတဲ့အချိန်တွေကုန်လွန်လာပြီးတလနီးပါးကြာသွားခဲ့တယ်ရောက်ခမကကျမအပေါ်မနှွေးထွေးသေးပေမဲ့အရင်လိုတမင်အဆက်ခွဲတာမျိုးမလုပ်တော့ဘူးချိုတရွှန်ကလည်းစကားနေစေပေမဲ့ထင်းခွဲတာရေးသေးတာတွေမှာတိတ်တဆိတ်ကူညီပေးလာတဲ့ရှောင်းခွေကတော့အချိန်တိုင်းအမလို့ခေါ်ပြီးကျမနာကမခွာတော့ဘူးဘဝကခက်ခဲနေသေးပေမဲ့ဒီအိမ်မှာနှွေးထွေးမှုတစ်မျိုးရှိနေတယ်